တကယ်လို့လူတစ်ယောက်ရဲ့ intelligent နဲ့ memory ကို program တစ်ခုအနေနဲ့တင်ဆက်ထားနိုင်ပြီးတော့အဲ့ဒီတည်သွားတဲ့အခါမှာ printer ကနေတင်ထားတဲ့ program အတိုင်းကိုယ်ပွားတစ်ယောက်ထုတ်လုပ်နိုင်မယ်ဆိုလို့ရှိရင်လူသားရဲ့အတွက်ဘယ်လိုမျိုးအကျိုးတွေဖြစ်လာမယ်လို့ထင်ပါလဲဒီလိုအကြောင်းအရာမျိုးကိုဇက်အိမ်တယ်ပြီးရိုက်ကူးထားတာတော့ဒါရိုက်တာဘွန်ဂျိုဟိုရဲ့2025 မတ်လမှာထွက်ရှိခဲ့တဲ့ Mickey 17ဆိုတဲ့ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ The Watcher Guide Channel မှာကြိုဆိုလိုက်ပါတယ်တောင်ကိုရီးယားနိုင်ငံသားဘွန်ဂျိုဟိုကအော်စကာဆုများစွာရထားတဲ့ Parasite ကိုရိုက်ကူးထားသူဖြစ်ပါတယ်ဘွန်ဂျိုဟိုရဲ့ရုပ်ရှင်တွေကလူနေမှုဘဝနဲ့မတူညီရဲ့လူဒန်းစားတွေကြားကွာဟချက်ကိုအဓိကထားပြီးပုံဖော်ထားတာများပါတယ်ကြည့်ရှုသူတွေမမျှော်လင့်ထားတဲ့ဇက်ကွက်အပြောင်းလဲတွေကိုထည့်သွင်းရိုက်ကူးတတ်တဲ့ဘွန်ဂျိုဟိုကဖြစ်ရမှန် serial killer အကြောင်းရိုက်ပြထားတဲ့ Memories of Murder horror sci-fi ရုပ်ရှင်ကားကောင်းဖြစ်တဲ့ The Host ဇလန်အဆုံးသတ်မှာမေခွန်းများစွာကြံစည်ခဲ့မယ်Won Min နဲ့ရိုက်ကူးထားတဲ့ Mother ကျွန်တော်ရဲ့ Captain America တရုပ်ဆောင်ဖြစ်တဲ့ Chris Evans ပါဝင်တရုပ်ဆောင်ထားတဲ့ Snowpiercer စားတဲ့ရုပ်ရှင်ကားကောင်းတွေကိုရိုက်ကူးခဲ့သူလည်းဖြစ်ပါတယ်။ Fan Fact အနေနဲ့ Batman အဖြစ်တရုပ်ဆောင်မှုတဲ့ Robert Pattinson, Hot မင်းသားကြီး Mark Ruffalo နဲ့ Invincible အတန်တရုပ်ဆောင် Steven Yeun တို့၃ယောက်လုံး Mickey 17မှာတစုတစည်းတည်းတွေ့ရမှာပါ။ဒီကားမှာဦးကျောင်းကျောင်းနိုင်ပြီးကိုယ့်ကိုယုံကြည်မှုမရှိဘဲအမိန့်နာခံတတ်တဲ့ Mickey 17ရဲ့ကိုယ့်အမှန်တရားအတွက်ကိုရက်တည်ရဲတဲ့စနစ်ကိုအားခံခြင်းနဲ့ Fighter ကြီး Mickey 18ရဲ့စားတဲ့ character ဇယိုက်မတူတဲ့ပုံစံတူကိုဝါ Mickey နှစ်ယောက်ကိုချီးလိုက်တာနဲ့ဘယ်တယောက်ကဘယ် Mickey ဖြစ်တယ်ဆိုတာကိုတန်ပြောနိုင်လောက်အောင်တရုပ်ဖော်နိုင်ခဲ့တဲ့ Pattinson ရဲ့အရေးချင်းကိုတော့ချီးကျူးစရာကောင်းပါတယ်။နောက်တစ်ချက်ကကိုယ်တိုင်ဘာမှဆုံးဖြတ်နိုင်စွမ်းမရှိဘဲမိမပြောစကားအတိုင်းလိုက်လုပ်တတ်တဲ့နယ်ချဲထွင်ဖို့ခေါင်းဆောင်သူနိုင်ငံရေးသမား Kenneth Marshall အဖြစ်တရုပ်ဆောင်ခဲ့တဲ့ Ruffalo ရဲ့ပံ့ပိုးမှုဖြစ်ပါတယ်။ဒီနိုင်ငံရေးသမား Marshall ရဲ့ပြောဟန်ဆိုဟန်အယူအဆအမှုအကျင့်တွေကိုကြည်ချင်းအဖြစ်အခုလက်ရှိ American သမ္မတ Donald Trump ကိုတော့အမတ်ရစေပါတယ်။ကဲအားချောင်းတာလည်းများနေပြီဆိုတော့ Mickey 17ဟာဘလို့ရုပ်ရှင်မျိုးလဲဒါရိုက်တာဘုံကျွန်းဟိုအနေနဲ့ဘာကိုရိုက်ပြချင်တာလဲဆိုတာကျွန်တော်နဲ့အတူတူကြည့်လိုက်ကြရအောင်ဇလန်ကျင်းလေးကတော့ Mickey နဲ့သူ့ရဲ့တငယ်ချင်း Timo ဟာ Darius ဆိုတဲ့ငွေတိုးပေးသားသူစီကနေချင်းငွေယူပြီးတော့စီးပွားရေးလုပ်ငန်းတစ်ခုကိုလုပ်ကင်ခဲ့တယ်။ဒါပေမဲ့သူ့လုပ်ငန်းဟာအရှုံးပေါ်သွားပြီးတော့ချင်းငွေတွေပြန်မဆက်နိုင်တဲ့အခါမှာတော့ Mickey တို့ဟာအသက်အန္တရာယ်ပါချင်းချောက်ခံခဲ့ရပါတယ်။အဲ့လိုနဲ့အကျွေးနွန်နစ်နေတဲ့ Mickey ဟာနိုင်ငံရေးသမား Kenneth Marshall ဦးဆောင်တဲ့ဂျိုတစ်တစ်ခုမှနယ်ချဲထွင်မဲ့ project မှာပါဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။စုပ်ယုပ်လာတဲ့ကဘာမီကနေထွက်ခွာပြီး Marshall နယ်ချဲထွင်မဲ့ project မှာလိုက်ပါခြင်းသူများအကြားမှာ Mickey ဟာ expendable စတေးခံအနေဖြင့်ပါဝင်လျှောက်ထားခဲ့ပါတယ်။ project မှာလုပ်ရမယ့်တာဝန်တွေသဘောတူညီချက်တွေကိုသေချာမဖတ်ဘဲနဲ့အလုပ်လျှောက်လိုက်တဲ့ Mickey ဟာတခါတည်ပြီးတိုင်းကိုပွားတစ်ယောက်ထပ်ထုတ်ခံရမယ်သိပ္ပံပညာရှင်တွေရဲ့စမ်းသပ်ချက်အတွက်အသုံးတော်ခံဖြစ်လာခဲ့ပါတယ်။ကိုပွားထုတ်လုပ်တဲ့နည်းပညာဟာလူမှုရေးကျင့်ဝတ်ဆိုင်ရာပြဿနာတွေဖြစ်ပေါ်လာနိုင်တာမလို့ကဘာမြေပေါ်မှာအသုံးမပြုရတဲ့တပြိုင်နက်တည်းကိုပွားတစ်ယောက်ထပ်ပိုမထုတ်ရဘူးဆိုတဲ့တင်းကျပ်တဲ့စီကံတစ်ခုလည်းထုတ်ထားခဲ့ပါတယ်။ဒီ project မှာဆိုရင် Mickey ရဲ့တာဝန်ဟာ Niflheim ဂျိုအစ်စ်ကိုကိုလိုနီနဲ့ချက်မဲ့ရင်တစည်းနဲ့အတူလိုက်ပါပြီးတော့လူတွေနဲ့မတည့်တဲ့ဓာတ်ငွေတွေအသေးခံရှူရတယ်။လူတွေမသွားနိုင်တဲ့ရေဒီယိုတက်တိကျနေရာတွေမှာအသေးခံသွားပေးရတယ်။လူတွေအတွက်အန္တရာယ်ရှိနိုင်တယ်လို့ယူဆရတဲ့နိုးစိတ်သက်တွေကိုအသေးခံရင်ဆိုင်ပေးရတယ်။စသဖြင့်ထပ်ခါတလဲလဲအသေးခံပြီး data ယူပေးဖို့ဖြစ်လာပါတယ်။အသေးခံလို့ရလာတဲ့ data တွေကတဆင့်ရင်မောသိပ္ပံပညာရှင်တွေကလိုအပ်တဲ့ဖြည့်ဆည်းနဲ့တုံ့ပြန်ချက်တွေကိုစမ်းသပ်ထုတ်လုပ်ကြပါတယ်။သူတို့အတွက်တော့ Mickey ဟာစမ်းသပ်ဖို့အတွက်စတေးခံကိန်းကနန်းတစ်ခုရာဖြစ်ပါတယ်။အတုံးချခံဖြစ်တဲ့ Mickey ဟာငငယ်တုန်းကအမေနဲ့ကားအတူလိုက်စီးရင်မနှိမ့်တဲ့ခလုတ်ကိုနှိမ့်မိပြီးသူ့အမေကားမတော်တဆဖြစ်ခဲ့ရလို့လောကကြီးဟာသူ့အပေါ်ဒီလိုအလုပ်လုပ်စေပြီးဒဏ်ပြန်ခတ်နေရလို့ထင်နေခဲ့ပါတယ်။ဒီလိုနဲ့စမ်းသပ်ချက်တွေတစ်ခုလုပ်လိုက် Mickey တည်သွားလိုက်ကိုပွားတစ်ယောက်ထပ်ထုတ်လိုက်နဲ့Mickey ကိုပွားရေတယောက်ပြီးတယောက်ထုတ်လာလိုက်တာ Mickey 17အရောက်မှာတော့ mission တစ်ခုမှာ Mickey 17တည်သွားပြီအထင်နဲ့နားလည်မှုလွဲပြီး Mickey 18ကိုကြိုထုတ်လိုက်ပါတယ်လူမှုရေးကျင့်ဝတ်ဆိုင်ရာပြဿနာတွေဖြစ်ပေါ်မှာဆိုလို့တယောက်ထပ်ပိုမထုတ်ဖို့တားမြစ်ထားတဲ့စည်းကမ်းနဲ့တွေ့ဖယ်နေတဲ့ကိုယ့်ရဲ့ပုံသူကိုယ်ပွားကိုမျက်စိရှိမှမြင်နေရတဲ့ Mickey 17နဲ့18ဟာဘယ်လိုကင်တွယ်ဖြည့်ရှင်းကြမလဲရင်ဘဝလူအဖွဲ့အစည်းရောဘယ်လိုတုံ့ပြန်မလဲ
ကိုကျိုးစည်းပွားအတွက်လူရန်စားတရက်ကိုကိန်းကနန်းတစ်ခုတတ်တာတွက်ချက်ပြီးတော့အတုံးချနေတဲ့နေချက်ခေါင်းဆောင်လင်မယားရဲ့အစီအစဉ်တွေဂျိုမှာရှိနေတဲ့မျိုးစိတ်တစ်ကရောလူသားတွေကိုဘယ်လိုတုံ့ပြန်မလဲစတဲ့အကြောင်းအရာတွေကိုဘုံဂျွန်ဟိုရဲ့တင်ဆက်မှုနဲ့အတူကြည့်ရှုခံစားရမှာပါMaking 17ဟာအာကာသထဲသွားတဲ့အခါမှာဖြစ်လာနိုင်တဲ့အခက်အခဲတွေကိုပွားထုတ်လုပ်မှုကြောင့်ဖြစ်လာနိုင်တဲ့လူမှုရေးဆိုင်ရာအကျိုးဆက်တွေနဲ့လူအဖွဲ့အစည်းရှင်သန်တိုးတက်ရေးအတွက်လို့ကြုံဝါတတ်တဲ့စကားပြောကောင်းတဲ့အာဏာရှင်တွေရဲ့အကြောင်းကိုခင်းလွန်သိပ္ပံဇာတ်လမ်းအနေဖြင့်ပုံဖော်ထားတဲ့ Sci-Fi Thriller ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်ခင်းလွန်သိပ္ပံ Sci-Fi ရုပ်ရှင်စိတ်ဝင်စားသူတွေအတွက်တော့ Dark Comedy ရောပြီးတင်ဆက်ရိုက်ကူးထားတဲ့ IMDb 7.9 ရထားတဲ့ Making 17ဟာအပန်းဖြေအကြိုက်တွေ့စီမှာသိချပါရခင်ဗျာခုလိုရုပ်ရှင်ကားကောင်းလေးကိုစိတ်ဝင်စားရဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုပေးပါရစေ